လူအများစုကအသက်20ကျော်အရွယ်တွေမှာဘဝကိုနားလည်နေပြီလို့ထင်တတ်ကြပါတယ်။နိုင်ငံတကာကိုခရီးတွေသွားမယ်၊စီးပွားရေးတွေအလုပ်တွေဆန်းလုပ်မယ်၊လူမျိုးစုံနဲ့တွဲကြည့်မယ်။ဒါပေမဲ့အဲ့ဒီလိုဘဝကိုဖျက်ဆီးပြီးတော့လှုပ်ရှားနေရတာဟာတကယ်တော့ကိုရှာဖွေနေတာမဟုတ်ဘဲနဲ့ကိုမသိကျင်အောင်ဆောင်ပြီးထွက်ပြေးနေတာလည်းဖြစ်နိုင်ပါတယ်။ကိုညာနေတာလည်းဖြစ်နိုင်ပါတယ်။မမန်ဆန်ရဲ့အဆိုအရလူဘဝမှာအဆင့်၄ဆင့်ရှိပါတယ် four stages of life လို့ဆိုရမှာပါသတိထားတင်တာကတော့ကိုဟာအခုလက်ရှိဖြစ်နေတဲ့အဲ့ဒီအဆင့်တွေတဲကတစ်ခုခုမှပိတ်မိနေနိုင်တယ်ဆိုတာကိုပါကိုချမှတ်ထားတဲ့ပန်းနိုင်တွေကိုရဲ့အိမ်မက်တွေနဲ့ကိုရုန်းကန်လှုပ်ရှားနေရတဲ့အခက်အခဲတွေဟာကိုပဲအဆင့်မှာရောက်နေတယ်လဲဆိုတဲ့အပေါ်မှာမူတည်နေပါတယ်အဲ့ဒီအကြောင်းကိုဒီဗီဒီယိုထဲမှာအနေငယ်ဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုရဲ့အဆုံးမှာတော့ကိုဟာပဲအစ်စ်မှာရှိနေပြီလဲဘာလို့ရှစ်ဆက်မရဖြစ်နေတာလဲဘလို့ရုံးထွက်နိုင်တယ်လဲဆိုတာတွေကိုအဖြေရသွားစေမှာပါမင်္ဂလာပါ Good Life Investing Channel ကနေကြိုဆိုပါရစေဒီ channel ကနေပြီးတော့မှ Personal Finance ဆိုတဲ့ကိုယ်ပိုင်ဘဝငွေရေးကြေးတိုးတက်ရေးနည်းလမ်းတွေနဲ့ stock ဈေးကွက်မှာယင်းနှိမ့်မြုပ်နှံခြင်းတွေအခြေခံတွေကိုဝေမျှတင်ဆက်ပေးနေတာဖြစ်ပါတယ်အခုလိုမျိုးဘဝနဲ့ပတ်သက်တဲ့အတွေ့အမြင်တွေကိုရစေမဲ့ဗီဒီယိုတွေကိုလည်းတင်ဆက်ပေးနေတာဖြစ်ပါတယ်channel နဲ့အတူလိုက်ပါလေ့လာဖို့ဖိတ်ခေါ်ပါတယ် subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လုပ်ပေးဖို့တောင်းဆိုပါတယ် Mark Manson ပြောတဲ့ four stages of life ကဘာတွေလဲကြည့်ရအောင်ပထမတစ်ဆင့်အတုခိုးတူ copycat ဘဝအဆင့်40နဲ့မှာပထမအဆုံးအဆင့်ကတော့ the copycat ဒါမှမဟုတ်အတုခိုးတူအဆင့်မှာလူတွေဟာမွေးဖွားလာတဲ့အချိန်မှာဘာမှမလုပ်တတ်တဲ့လူတွေဖြစ်တာကြောင့်မို့လို့ပတ်ဝန်းကျင်ကိုကြည့်ပြီးအတုခိုးရင်းနဲ့သင်ယူကြရပါတယ်လမ်းလျှောက်တာစကားပြောတာကနေလူမှုဆက်ဆံရေးအထိအားလုံးကိုအတုခိုးရင်းနဲ့လူအဖွဲ့အစည်းထဲမှာဘလို့ရှင်သန်မရမလဲဆိုတာကိုသင်ယူကြရတာပါအတုခိုးယူပြီးရှင်သန်ခြင်းကလူတိုင်းလုပ်ရတဲ့အဆင့်ပါလောကကြီးတွေကိုလက်ပလာစိတ်ပလာနဲ့ရောက်လာခဲ့တာမို့အတုမြင်အသက်သင်ပြီးလေ့လာသင်ယူရပါတယ်လူအတိုင်းဝိုင်းထဲမှာအစဉ်ပြေရှင်သန်နိုင်ဖို့စ조사ကြရပါတယ်ဒီအဆင့်ရဲ့ပန်းနိုင်ကတော့ကိုချရပေါ်ကိုရက်တည်နိုင်တဲ့လူသားတစ်ယောက်အရွယ်ရောက်လာတဲ့လူသားတစ်ယောက်ဖြစ်လာဖို့ပါပဲဒါပေမဲ့တစ်ခါတလေမှာလူကြီးမိဘတွေဒါမှမဟုတ်လူအတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်ကကိုယ့်ရဲ့လွတ်လပ်တဲ့ဆုံးဖြတ်ချက်တွေကိုပိတ်ပင်တတ်ကြပါတယ်လူအတိုင်းဝိုင်းရဲ့သတ်မှတ်ချက်တွေကဒီ copycat ဘဝကိုပဲနေဖို့ပိုအားပေးသလိုဖြစ်နေတတ်ပါတယ်အဲ့ဒီအခါမှာတချို့လူတွေဟာအသက်40နာနီးတဲ့အထိတောင်မှသူများတွေသဘောကျမဲ့ဘဝနဲ့ပဲရှင်သန်နေထိုင်တတ်ပါတယ်ကိုမသွားခြင်းနဲ့ခီးကိုသွားနေရတယ်လို့ကိုမချစ်တဲ့လူနဲ့တွဲနေရတယ်လို့ကိုမယုံကြည်တော့တဲ့အလုပ်ကိုလုပ်နေရတယ်လို့ခံစားချက်တွေရှိနေတာမျိုးပေါ့ညီငွေတဲ့ခံစားချက်တွေရှိလာရင်တော့မှလွတ်မြောက်ဖို့လမ်းမရှာတော့ပါဘူးသူများလှုပ်တယ်လို့လိုက်လှုပ်တယ်သူများသဘောကျတယ်လို့ပုံစံအမျိုးမျိုးနဲ့နေထိုင်တယ်ဒီအဆင့်ကနေကြော်လွှားခြင်းရင်တော့ကို့အနေနဲ့လူတိုင်းရဲ့အကြိုက်ကိုလိုက်လို့မရဘူးဆိုတာကိုလက်ခံရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့အမြင်တွေကိုဖော်ထုတ်ရဲတဲ့တသက်ရှိလာမှသာဒုတိယအဆင့်ကိုကူးပြောင်းနိုင်မှာဖြစ်ပါတယ်အဆင့်နဲ့စူဆန်ရှာဖွေသူ The Explorer ဒုတိယအဆင့်ကတော့ The Explorer ပါစူဆန်ရှာဖွေသူပေါ့ပထမအဆင့်မှာလူတွေနဲ့တူအောင်လုပ်ခဲ့တယ်ဆိုရင်ဒုတိယအဆင့်မှာတော့တူငါဘာကွာတယ်လဲဆိုတာကိုရှာဖွေတာဖြစ်ပါတယ်ကိုရှာဖွေတာပါဒီအဆင့်မှာစမ်းသပ်မှုတွေနဲ့ပြည့်နှက်နေတဲ့အရွယ်ဖြစ်ပြီးတော့နေရာတစ်တွေကိုသွားတာမလုပ်ဘူးတဲ့အလုပ်တွေလုပ်တာလူမျိုးမျိုးနဲ့တွေ့ဆုံတာတွေလုပ်ကြပါတယ်ဒီနေရာမှာအရေးကြီးတာကတန်ဖိုးထားမှုဆိုတဲ့ value ကိုရှာဖွေဖို့ပါကိုဘာကိုအလေးထားတယ်လဲဘလို့အရာတွေကကိုဘဝကိုအတိတ်ပဲရှိစေတယ်လဲဆိုတာကိုသိဖို့စ조사ရတဲ့အချိန်ဖြစ်ပါတယ်ဒါပေမဲ့ဒီအဆင့်မှာပိတ်မိနေတဲ့လူတွေကို Mark Manson က Peter Pan syndrome လို့ခေါ်ပါတယ်သူတို့ဟာအမြဲတမ်းကိုရှာဖွေနေတယ်လို့ပြောပေမဲ့ဘာတစ်ခုကိုမှဒီဇိုင်းမလုပ်ဘဲနဲ့အပျော်အပါးနဲ့အသစ်အဆန်းတွေနောက်ကိုပဲလိုက်နေတတ်ကြပါတယ်ခီးအသစ်တွေသွားမယ်ပစ္စည်းအသစ်တွေဝယ်မယ်ကောင်မလေးတွေပြောင်းပြီးသွဲမယ်ရဲ့သေးစာအမျိုးမျိုးတောက်စားကြည့်မယ်The sky's the limit ဆိုပြီးဘာကိုမဆိုစမ်းကြည့်ခြင်းစမ်းကြည့်နေနိုင်ပါတယ်တကယ်တော့စူးစမ်းရှာဖွေနေတယ်လို့ထင်ရတာတွေကိုဒါလုပ်နေတာပါဒီအဆင့်ကနေထွက်ချင်တယ်ဆိုရင်တော့ကိုယ့်ရဲ့ကန့်သက်ချက်တွေကိုလက်ခံရပါမယ်ဘဝရဲ့အချိန်ဆိုတာတိုလေးပါအရာရာကိုမလုပ်နိုင်ပါဘူးအိမ်မက်တိုင်းဟာလည်းမဖြစ်လာနိုင်ပါဘူးဒါကြောင့်ကိုယ့်အတွက်တကယ်အရေးကြီးတဲ့အရာတွေကိုပဲရွေးချယ်ပြီးတော့ကျန်တာတွေကိုစွန့်လက်တတ်ဖို့လိုပါတယ်တတိယအဆင့်ကတော့The Marty ဒါမှမဟုတ်အနစ်နာခံသူအဆင့်မှာတင်မြတ်နိုးတဲ့အရာတစ်ခုကိုရှာပြီးအဲ့ဒီအရာကတင့်ကိုတည်ဆုံးပါစေဆိုတဲ့စကားလိုပါပဲဒီအဆင့်မှာကိုဘဝကိုပေးဆက်ဖို့ထိုက်တန်တဲ့အရာတစ်ခုကိုရှာတွေ့သွားပါပြီဒီအဆင့်မှာကိုယ့်ရဲ့ဘဝကိုတေချာစုစည်းရပါတယ်
ကိုအချိန်ဖြုံးစေတဲ့တငယ်ချင်းတွေကိုရဲ့စိတ်အင်အားနဲ့စွမ်းအင်တွေကိုစုပ်ယူနေတဲ့ energy vampire တွေအတိတ်ပဲမရှိတဲ့ဝါဒနာတွေကိုဖယ်ထုတ်ပြီးတော့မှကိုတကယ်အကောင်းဆုံးလုပ်နိုင်တဲ့ဒါမှမဟုတ်ကိုချစ်တဲ့မိသားစုဒါမှမဟုတ်အတိတ်ပဲပြေဝတဲ့ရည်မှန်းချက်တစ်ခုပေါ်မှာပဲပုံအောပြီးဘဝကိုယဉ်နှမြုံနှံလိုက်တာဖြစ်ပါတယ်ဒီအစ်စ်မှာစိတ်သက်ကပြင်းထန်တယ်အလုပ်ကြိုးစားတယ်သူမတူအောင်အနစ်နာခံပေးဆက်နိုင်ပါတယ်ကိုတည်ရင်တော့မှနာမည်မသိအောင်လုပ်နေသလိုအနေထားပါဒီအစ်စ်မှာပိတ်မိနေတဲ့သူတွေကတော့အောင်မြင်မှုနဲ့အာနာလွမ်းမိုးမှုကိုမလွတ်တမ်းစုပ်ကင်ထားပြီးတော့ပိုရကျင်သေးတယ်ငါပိုကောင်းတယ်ငါကတခြားသူကိုပိုကူညီနိုင်တယ်ငါအပိုအနစ်နာခံနိုင်တယ်ငါကလောကကြီးကိုအလှဆင်တယ်ဆိုတဲ့စိတ်တွေနဲ့နေခြင်းဖြစ်ပါတယ်နာမည်ကောင်းတဲ့တခြားသူရဲ့လေးစားမှုကိုရနိုင်တယ်လို့အဲ့ဒါတွေကိုစွန့်လွတ်ဖို့ကလည်းခက်ခဲနိုင်ပါတယ်ဒီအစ်စ်ကနေတက်ဖို့လိုအပ်နေတာကတော့စတုထအဆင့်ဖြစ်တဲ့လက်လွတ်တက်ခြင်းပါပဲအဆင့်လေးလူဆိုတာတေမျိုး the mortal နောက်ဆုံးအဆင့်ကတော့ the mortal ဒါမှမဟုတ်လူဆိုတာတေမျိုးဆိုတာကိုသိသွားတဲ့အဆင့်ပါလူဆိုတာတေမျိုးဆိုတာကိုတေချာသိပြီးလက်ခံတဲ့အဆင့်ပါဒီအဆင့်ဟာတစ်ခုခုကိုဖြစ်မြောက်အောင်လုပ်ဖို့ထက်လက်လွတ်တက်ဖို့ကိုသင်ယူရတာဖြစ်ပါတယ်ကိုတိဆောက်ခဲ့တဲ့အရာတွေမိသားစုစီးပွားရေးအောင်မြင်မှုအရာအလုံးဟာကိုမရှိတော့ရင်လည်းဆက်ရှိနေမဲ့မသေးမျိုးစီမံကိန်း immortality project တွေဖြစ်သွားအောင်လုပ်ရတဲ့အဆင့်ပါဒီအဆင့်မှာလူတချို့ကမေ့လျော့ခံရမှာကိုကြောက်ပြီးအာဏာကိုဆက်ဆုပ်ကင်ထားကြတယ်ဒါပေမဲ့အမျှော်အမြင်ရှိတဲ့သူတွေကတော့ကိုယ်တိုင်သူရဲကောင်းလုပ်မနေတော့ဘဲနောက်လူတွေကိုလမ်းပြပေးတဲ့ဆရာဒါမှမဟုတ်ရင် mentor တွေအဖြစ်ရှင်းတန်ကြပါတယ်ကိုလုပ်ခဲ့တဲ့အရာတွေကိုနောက်လူတွေစီလက်ဆင့်ကမ်းပေးလိုက်တဲ့အချိန်မှာကိုယ့်ရဲ့လွမ်းမိုးမှုကအမြဲတမ်းသိရှိနေမှာဖြစ်ပါတယ်နောက်ဆုံးကိုကတခြားသူရဲ့ဘဝကိုတနည်းနည်းနဲ့လမ်းပြကူညီနိုင်ခဲ့တယ်ဆိုရင်ဘယ်သူမှတတိမရတော့ရင်တော့မှကိုတာဝန်ကျေတဲ့လူသားတယောက်အဖြစ်ကျေနပ်နေစရာပါအနည်းချုပ်ရရင်လူဘဝရဲ့အဆင့်တွေဟာတစ်ဆင့်ပြီးတစ်ဆင့်ပိုပြီးမြင့်မားသွားတာဖြစ်ပါတယ်အဆင့်တစ်ဆင့်ကူပြောင်းတိုင်းမှာလည်းနာကျင်မှုတွေဆုံးရှုံးမှုတွေရှိတတ်တာကိုသတိပြုပါ midlife crisis တို့ stress depression anxiety တို့ဆိုတာတွေတခုခုကိုဆုံးရှုံးရတာတွေကိုမနစ်သက်တဲ့မမျော်လင့်ထားတဲ့အခြေအနေတွေကြုံရခြင်းတွေဆိုတာကဘဝအဆင့်ကိုနောက်တစ်ဆင့်တက်ဖို့ wake up call တွေဖြစ်နေတတ်ပါတယ်အခုပြောခဲ့တဲ့ဘဝအဆင့်တွေထဲမှာပိတ်မိမနေဖို့ဆိုရင်အဆင့်တက်နိုင်ဖို့လုပ်ရပါတယ်အဆင့်တက်နိုင်ဖို့ဆိုရင်ဒါတွေကိုသတိရပါအဆင့်တက်ဖြစ်တဲ့ copycat ဘဝကနေကြော်နိုင်ဖို့ဆိုရင်လူတိုင်းကိုစိတ်ချမ်းသာအောင်လုပ်လို့မရဘူးဆိုတာကိုလက်ခံပါကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်ပါစေအဆင့်နဲ့စူးစမ်းရှာဖွေသူဘဝကနေကြော်လွားဖို့ဆိုရင်ကိုဟာအရာရာကိုမလုပ်နိုင်ဘူးဆိုတာကိုလက်ခံပြီးတော့တကယ်အရေးကြီးတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ပါအားလုံးကိုလုပ်နိုင်ဖို့ထက်ကိုလုပ်နိုင်တဲ့တစ်ခုခုကိုတေချာအောင်မြင်အောင်လုပ်ပါအဆင့်3အနစ်နာခံသူဘဝကနေကြော်လွားဖို့ဆိုရင်အချိန်နဲ့အင်အားကကန့်သက်ချက်ပဲရှိတာကိုလက်ခံပါကိုယ့်ရဲ့စီမံကိန်းတွေကိုနောက်လူတွေဆက်လုပ်နိုင်အောင်ကူညီပေးပါကိုကပဲအရာရာကိုလုပ်ချင်နေလို့မရပါအဆင့်4လူဆိုတာတိမ်မျိုးဆိုတာကိုသိသွားတဲ့အဆင့်မှာအပြောင်းလဲကရှောင်လွဲမှုမရဘူးဆိုတာကိုတေချာလက်ခံပါနားလည်ပါဘဝကိုအေဂျင့်စွာနှုတ်ဆက်လက်ပြနိုင်ဖို့ကြိုးစားပါအရာရာနဲ့ငြင်းချမ်းရည်ယူပြီးဘဝရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်သန်းပါအခုတင်ဆက်ပေးခဲ့တာကတော့ Mark Manson ပြောတဲ့ဘဝအဆင့်၄ဆင့်ဆိုတဲ့အကြောင်းဖြစ်ပါတယ်အဲ့ဒီဘဝအဆင့်တွေကဘယ်လိုမျိုးတွေလဲဘယ်လိုမျိုးနည်းနဲ့ပိတ်မိနေနိုင်တယ်လဲဘယ်လိုလွတ်မြောက်နိုင်တယ်လဲဆိုတာတွေကိုအနည်းငယ်ဆွေးနွေးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှအကြံပြုဆွေးနွေးစရာရှိတယ်ဆိုလို့ရှိရင် comment မှာရေးသားဝင်ပြပေးခဲ့နိုင်ပါတယ်like ကိုနေပြီး channel ကိုအားပေးနိုင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုရင်လုပ်ပေးဖို့တောင်းဆိုပါတယ်ကောင်းဆုံးဘဝတွေကိုပိုင်ဆိုင်ကြပါစေဘဝတွေအစဉ်စဉ်တက်ပြီးတော့မှကောင်းဆုံးဘဝကိုနေထိုင်နိုင်ကြပါစေနောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါစို့